လို့ရှိရင်ဒီပြအောင်မယ်အဲ့နှိပ်ရတယ်ပြီးတော့ဝိုင်းပြထားတဲ့ဟာလေးကိုကြည့်လိုက်အောင်ဝိုင်းပြထားတယ်နော်ဝိုင်းပြထားမယ်ဒီမှာဒီဝိုင်းလေးကဒီတွန်းလဲမှာဒီတွန်းလဲလေးပေါ့နော်ဒီတွန်းလဲလေး station အောင်လေးပါအဲ့ဒီနှိပ်လိုက်ပါနှိပ်လိုက်ပါနှိပ်လို့ရှိရင်တားလို့ရှိရင်တခုကဒီမှာတစ်ခုရမယ်ဒီမှာတစ်ခုယူရမယ်ဒီမှာဖတီးပါဖတီးကိုနှိပ်လိုက်ဝိုင်းအောင်ပုံးလေးတက်ပါယူတက်တဲ့လူတွေမပြောဘူးနော်ယူတက်တဲ့လူတွေမပြောပါမယူတက်တဲ့လူတွေပဲပြောတာပါယူတက်တဲ့လူတွေကြော်ရလို့ရပါတယ်နောက်တစ်ခုကတော့ဒီမှာတီနဲ့စားတဲ့ဟာလေးပါဒီဟာဟုတ်ကျွန်တော်နှိပ်ရတဲ့ပေါ်တဲ့ဟာလေးနှိပ်ပါတီတော့ပေါ့တီနဲ့စားပေါ်နဲ့ဆွဲလိုက်ပါပြီးလို့ဒီမှာရွှေအောင်တကက်ကို20ပေးရတယ်နော်ငါးကဆိုရင်100ပေးရပါတယ်ဒီဘက်ကဒီကတော့10ခုတစ်ခုကို10ခုပေးရပါတယ်5ခုဆို50ပါနောက်တစ်ခုကတော့မယူလို့ရတယ်ပါတယ်ပတ်စံတယ်ပေါ့တော့အဲ့နိုင်တဲ့ဟာတွေရောင်းလို့ရပါရောင်းလို့ဒီမလာဘူးရပါတယ်ပတ်စံလေးရှိပါ PP လေးပါပတ်စံကိုပြောတာပါအဲ့ဒါလည်းဝယ်လို့ရပါတယ်ဒီမှာဒီကဘာလုပ်လို့ရလဲဆိုတော့နေကြရပါတယ်ဒီဟာလေးကိုကျွန်တော်ယူရတာပေါ့ဒီရောက်ဟုတ်တော့မှဒီဟာလေးကိုလကားဝယ်လို့ရပါတယ်လာတော့ဒီဟာလေးလည်းလူကြီးသုံးလို့ရပါတယ်ခဏအစမ်းသုံးကတ်လို့ဒါတော့ပိုင်ရမှာပါဘလူခေါ်သူတငယ်ချင်းတွေပါလေဘိုင်းလို့ရှိရင်ပေါ့ဒါလေးကကြတာပါဒီတော့ဘယ်လိုလုပ်ရသည်လဲဆိုတော့ဒါကဒီထဲတော့ဆွဲလိုက်ပါဆိုတော့ဒီကိုလော်ဘီထဲရောက်ပါလိမ့်မယ်ညနေတော့ဒီဟာတော့မရသေးဘူးကျွန်တော်ဒါဒီဟာလေးဖွင့်လို့ရပါတယ်ဒီဖွင့်လို့ရပါတယ်အဲဒီလေးဖွင့်လို့ရမယ်အဲ့ဒါဒီပတ်စံပေးရတော့ဒီကင်မရာမော်ဒယ်အပေါင်းနဲ့ဒီအဲ့ဒါလေးကိုသူကဝယ်ရတာပါနော်မလာလဲရသေးတယ်နော်ဟုတ်တယ်ဒီကဝင်လို့ရတာလေးကိုထဲမှာဝင်လောက်ရပါတော့အဲ့လိုပါလူဒရမ်ဒီဘောကြီးကလေးကောင်းလို့ရှိရင်တော့ဆွဲဝင်ဒီတရပင်းဟာတယ်နော်အားလေးကိုနှိပ်လိုက်ပါလို့ရှိရင်ဒီထဲရောက်ပါလိမ့်မယ်ဒီထဲရောက်လို့ရှိရင်ဒီမှာဟိုအဲ့ရဘလို့ရတော့အစီရင်တစ်ခါကိုအခုအစားရတော့စီကောင်သွားလို့ရှိရင် right မှာချန်စီကောင်လို့ရှိရင်ဒီနှစ်ခုဝယ်လို့ရပါတယ်ဘလို့ရတယ်ဒီအဒီကနေဝယ်ရတာနော်ကျွန်တော်ဝယ်လို့မရတော့ကျွန်တော်မရှိတော့ဘူးဒါကောင်လို့ဝယ်လို့ရပါတယ်အဲ့ဒါလေးနဲ့ပေါ့နော်စီကောင်လို့ရင်တော့ brand နဲ့ပြီးရအောင်နော် ID ကလေးတွေကဒီတရပူကလေးက brand နဲ့ပြီးရပါပြီးရပါတယ်အားလုံးပဲပါပါပါကျွန်တော်ဒီဆင်ထားကျေးဇူးများတင်ပါကျွန်တော်ပြောနေချိန်မှာဒီမှာရှိရင်ဘယ်လိုဖိုင်ပါ